မင်္ဂလာပါအပတ်စဉ်စနေညသတင်းတင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညတင်ဆက်ပေးရမယ့်သတင်းတွေကတော့ဖားကတ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းနေရာကို KIA ဝင်ရောက်တိုက်ခိုက်တဲ့သတင်းရှမ်းပြည်နယ်မြောက်ပိုင်းဟိုပန်မြို့ကိုဝတပ်ဖွဲ့ကထိန်းချုပ်လိုက်ပြီးဖြစ်တဲ့သတင်းတားငယ်ဦးဆောင်တဲ့တာလောပြည်သူစစ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့သတင်းနဲ့တခြားစိတ်ဝင်စားဖို့သတင်းတွေတင်ဆက်တော့ပါမယ်ကျွန်မကရှင်မုံပါKIA တပ်မဟာကိုပူးပေါင်းတပ်ဖွဲ့တွေကကွီခါစစ်ကောင်စီစခန်းနဲ့နမ်တင်းစစ်ကောင်စီစခန်းတွေကိုဒီကနေ့6ရက်နေ့ကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ KIA ပူးပေါင်းတပ်တွေဟာကွီခါစစ်ကောင်စီစခန်းကိုဒီမနက်4နိုင်ခွဲအချိန်ကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနမ်တင်းစစ်ကောင်စီတပ်စခန်းကိုတော့ဒီမနက်9နိုင်အချိန်မှာတိုက်ခိုက်ခဲ့ပါတယ်။အခုလိုနှစ်ဖက်တိုက်ပွဲပြင်းထန်နေတာကြောင့်နမ်တင်းကွီခါနဲ့အနီးပတ်ဝန်းကျင်ကပြည်သူ1000ကျော်ဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်တဲ့နေရာတွေကိုစစ်ကောင်စီဘက်ကကြက်လင်ရင်နဲ့ပစ်ခတ်တာတွေရှိပြီးမွန်းလွဲ7နိုင်ခွဲအချိန်မှာလဲစစ်ကောင်စီတပ်ကားမိုင်းဗျူဟာကုန်းကနေနမ်တင်းဘက်ကိုလက်နက်ကြီး2ကြိမ်ပစ်ခတ်တာရှိပြီးတော့ညနေပိုင်းလောက်ထိတိုက်ပွဲပြင်းထန်နေတာကြောင့်နှစ်ဖက်ကအကြရှုံးထိခိုက်ဒဏ်ရာရသူရှိမရှိကိုတော့ဆက်လက်စုံစမ်းနေစေဖြစ်တယ်လို့ရှေ့တန်းသတင်းရင်းမြစ်တွေစီကသိရပါဗျ။ရှမ်းပြည်နယ်မြောက်ပိုင်းဟိုပန်မြို့ကို1029စစ်စင်ရေးအတွင်းမြောက်ပိုင်းမဟာမိတ်3ဖွဲ့နဲ့အတူဝတပ်ဖွဲ့ကဇန်နဝါရီ9ရက်နေ့ကထိန်းချုပ်လိုက်ပြီးဇန်နဝါရီ6ရက်ဒီကနေ့မှာတော့မြောက်ပိုင်းမဟာမိတ်3ဖွဲ့က၎င်းမြို့ကိုဝတပ်ဖွဲ့ထံလွှဲပြောင်းပေးလိုက်တယ်လို့သိရပါဗျ။ဇန်နဝါရီ4ရက်နေ့ညမှာကိုးကန်လက်နက်ကိုင်တပ်ဖွဲ့တွေကလောက်ကိုင်မြို့ကိုသိမ်းပိုက်ပြီးနောက်နေ့ဇန်နဝါရီ9ရက်နေ့မှာဝပြည်နယ်ဟိုပန်မြို့မှာစစ်ကောင်စီတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။မြို့တွင်းမှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားလာမှာကိုစိုးရိမ်တဲ့အတွက်ဝတပ်ဖွဲ့ကကြားကနေဝင်ရောက်ထိန်းလိုက်တာဖြစ်တယ်လို့သိရပါတယ်။ဟိုပန်မြို့ဟာ2008ဖွဲ့စည်းပုံအခြေခံဥပဒေအရဝကိုပိုင်အုပ်ချုပ်ခွင့်ရမြို့တော်ဖြစ်ပြီးစစ်ကောင်စီကထိန်းချုပ်ထားတဲ့မြို့ဖြစ်တယ်လို့မဟာမိတ်3ဖွဲ့ကသိမ်းပိုက်ထားတဲ့ချင်းရွှေဟော်မြို့နဲ့9မိုင်ကွမ်လုံမြို့အရှိတ်30မိုင်အကျော်မှာရှိပါတယ်။ဟိုပန်မြို့တွင်တိုက်ပွဲတွေဖြစ်ပွားနေချိန်မှာလာရှိုးမြို့အခြေစိုက်စစ်ကောင်စီစစ်တပ်တွေဟာလည်းလက်နက်ကြီးတွေကူပစ်တာရှိခဲ့တယ်လို့သိရပါတယ်။တာလော်ကျေးရွာကတားငယ်ဦးဆောင်တဲ့ပြည်သူစစ်တပ်စခန်းကိုဇန်နဝါရီ9ရက်နေ့မနက်8နိုင်ခွဲအချိန်မှာ KIA ကတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။တားငယ်ဦးဆောင်တဲ့ပြည်သူစစ်တပ်သား9ဦးနဲ့စစ်လက်နက်ခဲယမ်းတွေကိုသိမ်းပိုက်နိုင်ခဲ့ပြီးသိမ်းဆည်းထားတဲ့စစ်လက်နက်တွေနဲ့စစ်တုံးပန်းတွေကိုဥပဒေနဲ့အညီကောင်းမွန်စွာထားရှိတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်ဒီဇင်ဘာ15ရက်နေ့မှာတာလောကျွော်နဲ့ပေါ်စာဒီကျွော်မှာစခန်းချနေတဲ့ပြည်သူစစ်အဖွဲ့2ဖွဲ့ကိုလည်း KIA တပ်တွေကဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။နောက်ဆုံးသတင်းအနေနဲ့စစ်ပေးဆောင်ပြည်သူတွေနေရပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်မြောက်ပိုင်းတောင်မူးကြီးကပြည်သူတွေဟာစစ်ပေးဆောင်နေရာကနေမြို့တွင်းကိုပြန်လည်နေထိုင်တာတပတ်ခန့်ရှိပြီလို့သိရပါတယ်။ပြီးခဲ့တဲ့2023အောက်တိုဘာ10ရက်နေ့ကစတင်ခဲ့တဲ့စစ်စင်ရေးနဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းတောင်မူးကြီးမြို့မှာကိုကန့်လက်နက်ကင်တပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်ဖွဲ့တွေတိုက်ပွဲပြင်းထန်ခဲ့တာကြောင့်မြို့နေပြည်သူတွေစစ်ရှောင်ခဲ့ရတာဖြစ်ပါတယ်။တိုက်ပွဲတွေနေ့စဉ်ရက်ဆက်ဖြစ်ပွားလာတဲ့နောက်မှာစစ်ကောင်စီတပ်တွေဟာစစ်လေယာဉ်တွေအတုံးပြုတ်ပြီးတော့မြို့တွင်းမြို့ပြင်ဘုံကျဲတိုက်ခိုက်တဲ့အတွက်လူနေအိမ်အများအပြားထိခိုက်ပျက်စီးတဲ့အပြင်ပြည်သူတွေလည်းထိဆုံးမှုရှိခဲ့ပါတယ်။ပြည်သူတွေဟာစစ်ပွဲတွေကြောင့်နှိစက်ရရွာတွေဖြစ်တဲ့မော်ဟန်ရွာပန်ငူးရွာနဲ့တခြားမြို့ကြီးတွေကိုစစ်ပေးတိမ်းရှောင်ခဲ့ရပါတယ်။အခုချိန်မှာတိုက်ပွဲတွေကြောင့်ပျက်စီးသွားတဲ့အိုးအိမ်တွေမြို့တွင်းလူသွားလမ်းတွေကိုပြန်လည်ပြုပြင်ပြီးနေထိုင်နေကြကြောင်းတချို့ပြည်သူတွေကတိုက်ပွဲပြန်ဖြစ်ပွားလာမှာကိုစိုးရိမ်တဲ့အတွက်မပြန်လာရေးသေးဘူးလို့သိရပါတယ်။တိုက်ပွဲတွေဖြစ်ပွားလာတဲ့နောက်တာမူးငင်းမြို့တွင်းမှာဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတာဟာတာမူးငင်းမြို့တွင်တိုက်ပွဲဖြစ်ပွားမှုတွေမရှိတော့ပေမဲ့နေ့တိုင်းလိုတိုက်လေရင်တွေပြန်ဝဲနေတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။သတင်းတင်ဆက်မှုပြည်ဆုံးသွားပါပြီ။အပတ်စဉ်စနေညသတင်းတင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုနားဆင်ခဲ့ကြတဲ့ပရိသတ်ပေါင်းကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။